ကြာဒီတော့ကဆိုရင်ဒီက90ကျော်လာကြဟာဒီက90ကျော်ကြာပါတယ်အဲ့လိုမျိုးဒါနဲ့ကိုကအဲ့အကြခံပြောပြီးဆိုတာဒီကသူ့တာပေါ့မပြောရရင်တော့ဒီကဘယ်ကောင်းနေသူ့တဲ့ပုံနဲ့မျိုးပေါ့နော်အဲ့လိုပေါ့ဟုတ်ကဲ့ပါအဲ့လိုလေးအမားတို့ကတော့ဒီဘက်ကနေလွတ်လိုက်တဲ့ transfer လုပ်လိုက်တဲ့အမောင်းကိုအမှန်ပြောပြနိုင်တယ်ပါဥပမာအစီအစဉ်လို့ရှိရင်အစီအစဉ်ကဥပမာသူတို့ဘက်ကနေ project လုပ်လိုက်တဲ့ဒီကြလေးနှုတ်လိုက်ဆက်ကြတယ်ပေါ့နော်ဒါပြောဖို့ဆိုတော့ဥပမာနှစ်ကြကြလေးဒီကြအဲ့လိုမျိုးနှုတ်ပြီးတော့မှလမ်းမောင်ကိုတွတ်လိုက်တာအဲ့လွတ်လိုက်ပြီးတော့ဟိုပြီးတော့အဲ့ကြားထဲမှာဒီကတော့ဆက်တယ်ပြီးတော့အဲ့ဒီတော့ဒီမှာဟိုဒီမှာရှိမှာစဉ်းစားလိုက်တော့ဒီသူရပါနေရှုံးလို့တို့တော့ဒီကောက်ချင်တယ်ဒီလားတိုက်သွားလို့ရှိရင်ကောက်တို့လည်းဒီအဘေးကိုမှန်းနေတယ်မကြည့်ချက်ထားလို့ကောက်အောင်နေလို့စဉ်းစားရတယ်အဲ့ဒါပြောမှာ